ဒီတက်ထွက်လာတဲ့လပူရဲ့ဒုတိယမြောက်စီဂျီမှာဘရာသာတို့တတိထားမိမှာမဟုတ်တဲ့အရာတွေကိုကျွန်တော်ပြပေးသွားပါမယ်ပထမဆုံးတစ်ချက်ကခုမှဒီအတက်ထွက်လာတဲ့စီဂျီကလပူဇလန်းရဲ့အရင်လာမယ့်အပိုင်းမှာပြီးမှပထမဆုံးထွက်ခဲ့တဲ့စီဂျီအပိုင်းကလာမှာပါဆိုတော့ဒါလေးကိုတော့ဘရာသာတို့သိအောင်ပြတာပါဒီဗီဒီယိုထဲမှာလည်း SCG နှစ်ပုဒ်ကိုဆက်ဆက်ပြသွားပါမယ်ဟုတ်ပြီဒီ CG ရဲ့အစမှာလပူကတိုက်ပွဲတစ်ခုကိုကြည့်နေခဲ့ပါတယ်အဲ့မှာတိုက်ခိုက်နေတဲ့သူတွေကအခြားသူတွေမဟုတ်ပါဘူးအဇီရီယာမှာရှိတဲ့ကျွန်းသားချင်းတိုက်ခိုက်နေကြတာပါဆိုတော့ဒါကလည်းအနောက်ဘက်ကကျူးကျော်သူတွေရဲ့အကြံပါပဲကျွန်းသားချင်းတိုက်ခိုက်စီပြီးတော့အားနည်းသွားတဲ့အချိန်မှာမှဝင်ကျူးကျော်ဖို့ရည်ရွယ်ထားတာပါဒီပုံမှာဆိုရင်လည်းကျွန်းသားကောင်းဆောင်တယောက်ကိုသူတို့အကြံနဲ့ဝင်အောင်တွေးထိုးနေတာကိုတွေ့ရမှာပါနောက်တစ်ခုကကြတော့လပူတို့ရဲ့အဆောင်ရှောက်မွေးနဂါကြီးဘာကူနာဝါကိုပြသွားတာပါဒီလပူရေထဲကိုကျသွားတဲ့အခန်းမှာနောက်ခံမှာအနီရောင်မျက်လုံးကြီးတွေနဲ့ဘာကူနာဝါရဲ့ပုံစံကိုပြသသွားပါတယ်တကယ်ကိုကြီးမားတဲ့အဆောင်ရှောက်ကြီးဆိုတာမြင်နိုင်ပါတယ်နောက်တစ်ခုကကြတော့လပူကသူ့ရဲ့ဝိညာဉ်ကိုပေးပြီးဘာကူနာဝါရဲ့စွမ်းအားတွေကိုတောင်းခံလိုက်တယ်အဲ့အတွက်လပူကကြောက်တုံးအဖြစ်ကိုတဖြည်းဖြည်းချင်းနဲ့ပြောင်းလဲသွားတယ်ဆိုတဲ့အပိုင်းကိုလည်း DCG ထဲမှာပြသွားပါတယ်အဲ့မှာပြသွားတာကအရမ်းမြန်တာမလို့ကျွန်တော်ဒီမှာရက်ပြီးပြထားပေးပါတယ်နှလုံးသားကနေစပြီးသွေးကြောတစ်ခုချင်းစီကကြောက်တုံးအဖြစ်ကိုပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုက DCG ရဲ့အဆုံးမှာပြသွားတဲ့ဒီပုံစံကိုရင်းနေတယ်မလားဗျမှန်တာပေါ့ဒါကပထမဆုံးထွက်ခဲ့တဲ့ CG ရဲ့အစမှာပြသွားတဲ့ပုံစံပါပဲဆိုတော့ DCG ရဲ့အဆုံးမှာမှဒါကဆက်လာမှာပေါ့နော်အဲ့လိုနဲ့လပူကစွမ်းအားတွေကိုသုံးပြီးကျူးကျော်သူတွေကိုတိုက်ထုတ်လိုက်နိုင်တယ်ပေါ့နော်ဟုတ်ပြီဒါကတော့လပူရဲ့အသစ်ထွက်လာတဲ့ CG ကအကြောင်းအရာချို့ကိုပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုအနေနဲ့တော့ကျွန်တော်ဂျင်းရဲ့ background story လေးတစ်ပုဒ်လုံးနေပါတယ်အဲ့ဒါပြီးတော့တင်ပေးပါမယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာရှိရင်လည်း comment မှာပြောခဲ့လို့ရပါတယ်ဆိုတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲဗျကျွန်တော်ဆန်ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ရအောင်